မိတ်ဆွေဆိုတာပါလေအနစ်နာခံခြင်းရဲ့အတိတ်ပဲကိုသင်သိပါသလားဒီနေ့မှာတော့ One Piece ရဲ့အချက်တော်လူဖီသွဲသူဘိုးအကိုအချိန်ချင်းပေးဆက်ရဲခဲ့တဲ့အိုကာမသူရဲကောင်းတူအကြောင်းပြောပြသွားပါမယ်သူကတော့ချားလူမဟုတ်ပါဘူးကျွန်တော်တို့နဲ့ယင်းနီပြီးသားဇက်ကောင်တူဖြစ်တဲ့ Mr. တူခေါ်ဘုံကလေးပဲဖြစ်ပါတယ်သူကတော့အိုကာမဝေးဆိုတဲ့ရင်းရင်မှုသစ္စာတရားရှိမှုအနစ်နာခံမှုကိုကိုးကွယ်တဲ့လူတူပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်ပြောပြသွားမယ့်သူ့ရဲ့အကြောင်းအရာတွေကတော့သူ့ရဲ့မာနီနိုမီစွာအားစောဟာတင်တဲ့ခင်မင်မှုရဲ့အစပြီးတော့အလာဘာစာနဲ့အင်ဖဲတောင်းမှာပြုခဲ့တဲ့စိတ်လှုပ်ရှားပွဲကိုကြိုးစုံမှုနှစ်ခုအကြောင်းကိုအသေးစိတ်ပြောပြသွားမှာပဲဖြစ်ပါတယ်။ဒါပြင်သူဟာထောင်ရဲ့အဆင့်5.5မှာရှိတဲ့နျူကာမာလန်ရဲ့ပင်မှာအသစ်ဖြစ်ပေါ်လာပုံကိုပါဖော်ပြပေးသွားမှာပါ။ဒါဆိုရင်ပုံကလေးရဲ့ထူးခြားတဲ့ခရီးစဉ်ကိုအတူတူလိုက်ပါကြည့်ရှုဖို့အသင့်ဖြစ်ပြီလားဗျ။ဒါဆိုရင်စလိုက်အောင်ဘုံကလေးဟာသူ့ရဲ့နာမည်ရင်းအောင်ပင်တန်ဖြစ်ပြီး One Piece series မှာသူ့ရဲ့ထူးခြားတဲ့ဇယိုက်လက္ခဏာဟာတာညံ့ရည်နဲ့စိတ်လှုပ်ရှားဖွယ်ရာနစ်နာခံမှုတွေကြောင့်ပရိသတ်ရဲ့အချစ်ကိုအခိုင်အမာဆုံးရရှိလာတဲ့ဇက်ကောင်တူပဲဖြစ်ပါတယ်။ရာတူးနဲ့ဂုံဘုတ်ဘုံကလေးကိုဘရိုဝအဖွဲ့စီမှာမစ္စတာသူဘုံကလေးအဖြစ်စတင်တွေ့ရပါတယ်။သူအဖွဲ့တော်မှာပိုင်ရှင်မရှိပဲရာတူးအေဂျင့်မစ္စတာ1ကနေပြီးတော့မစ္စတာ5အထိအဲ့ဒီတည်းတည်းတူဦးဒီတော့မြို့သားအေဂျင့်ဖြစ်ပြီးသူ့မှာတွဲဘက်အမျိုးသမီးမရှိပဲတယောက်တည်းရက်တည်ပါတယ်။ဘုံကလေးဆိုတဲ့နာမည်ဟာဂျပန်ရိုးရာမိဘဘွဲတစ်ခုကိုရည်ညွှန်းပါတယ်။ဘုံကလေးရဲ့နာမည်ဘုံခူလေးဟာဂျပန်လိုစကားလုံးနှလုံးကိုရည်ညွှန်းပါတယ်။ပထမတစ်လုံးဖြစ်တဲ့ဘုံကတော့ဂျပန်ရဲ့အဓိကဘိုးဘွားပူဇော်ပွဲဖြစ်တဲ့ပုံပုံပွဲတော်ကိုရည်ညွှန်းပါတယ်။ပုံပုံပွဲတော်မှာဘိုးဘွားပြည်ပင်တွေရဲ့ဝိညာဉ်တွေလောကကိုပြန်လည်လာရောက်လည်ပတ်ပြီးနောက်ဆုံးမှာပုံဘွားကိုလမ်းညွှန်ပို့ဆောင်ခြင်းကိုအဓိကထားပါတယ်။ဘုံကလေးနဲ့ဆက်ဆက်မှုကတော့ဘုံကလေးဟာတငယ်ချင်းမန်ကီလူဖီရဲ့ဝိညာဉ်ကိုကယ်တင်သူလမ်းပြသူအဖြစ်တည်ရှိပါတယ်။အင်ဖဲထောင်းထောင်ထဲမှာလူဖီအသက်ရှင်မှုလမ်းညွှန်ပေးပြီးနောက်ဆုံးမှာလူဖီတို့လွတ်မြောက်ဖို့အတွက်သူ့ကိုယ်သူဆွလွန်နစ်နာခံပြီးလမ်းဖွင့်ပေးခဲ့ပါတယ်။လွတ်မြောက်ခြင်းစီပို့ဆောင်ပေးလိုက်တာလို့လည်းပြောလို့ရပါတယ်။ဒါဟာဘိုးဘွားဝိညာဉ်တွေကိုနောက်ဆုံးမုံဘွားထိလမ်းညွှန်ပို့ဆောင်တဲ့အိုကိုရီဘီပို့ဆောင်တော်မူရဲ့အတိတ်ပဲနဲ့အပြိုင်တဘောတရားရှိပါတယ်။တငယ်ချင်းမြတ်တာရဲ့ဝိညာဉ်ကိုလမ်းညွှန်လို့ဖြစ်သူဟာဘုံကိုကိုစားပြုပါတယ်။ဒုတိယတစ်လုံးဖြစ်တဲ့ခူလေးဟာဂျပန်စကားလုံးခူလေးကိုရည်ညွှန်းမိတာကနှစ်ကုံတာမှုတစုံတရာပြီးဆုံးခြင်းလို့အတိတ်ပဲရပါတယ်။ဘုံကလေးနဲ့ဆက်ဆက်မှုကတော့ခူလေးဟာဘုံကလေးရဲ့ဇက်လန်ဇက်စုံခန်းတွေကိုပုံဖော်ပေးပါတယ်။သူဟာဘရိုဝအဖွဲ့ဝင်ဘဝကိုဆွတ်လွတ်ပြီးတငယ်ချင်းတို့အသက်ဆုံးလွန်ကသူ့ရဲ့အခန်းကဏ္ဍကိုပြီးဆုံးစေခဲ့ပါတယ်။အရာရာကိုပြီးဆုံးစေပြီးအဆုံးသတ်ရမှာအနစ်နာခံသူဆိုတဲ့အဓိပ္ပာယ်ကိုဆောင်ပါတယ်။ခြုံငုံသုံးသပ်ရမယ်ဆိုရင်ဘုံကလေးအနမယဂျပန်လို Open Festival of the Year and နှစ်ကောင်ရဲ့ Open ပွဲတော်နဲ့ဆင်တူနေပါတယ်။ဒါကြောင့်ဘုံကလေးကိုကူစားပြုတဲ့မိဘပွဲရဲ့အနှစ်သာရကတော့တငယ်ချင်းမြတ်တာအတွက်မိမိကိုယ်ကိုဆွလွန်အနစ်နာခံပြီးချစ်ခင်ရသူကိုလွတ်လပ်မှုနဲ့ကောင်းရာမွန်ရာစီတို့လမ်းညွှန်ပို့ဆောင်ပြီးတော့ပို့ဆောင်တော်မူတနည်းအားဖြင့်အိုကိုရီဘီရဲ့စိတ်ဓာတ်ပဲဖြစ်ပါတယ်။သူဟာဆွလွန်အနစ်နာခံမှုသစ္စာရှိမှုနဲ့ရဲရဲနဲ့ခင်မင်မှုကိုသင်္ကေတပြုတဲ့မိဘပွဲအိုကိုရီဘီတစ်ခုလိုတောက်ပတဲ့ဇက်ကောင်တူပဲဖြစ်ပါတယ်။ဇယိုက်လက္ခဏာနဲ့ဟမ်ဘယ်သူဟာအိုကာမအဖြစ်ကိုတတ်မှတ်ပြီးအမြဲတမ်းပေါ်ပါရွှေမျိုးနေကသူ့ရဲ့စကားပြောဟန်အိုအစာနဲ့အကပညာရက်တွေဟာအလွန်ကိုဖလန်ပွိုင်းဆန်ပါသူ့ရဲ့ခံယူချက်ကတော့အိုကာမဝေလန်းစဉ်ဖြစ်ပြီးဒီလန်းစဉ်မှာလွတ်လပ်မှုဖော်ရည်မှုနဲ့မိတ်ဆွေပေါ်တစ္ဆာစောက်တည်မှုတို့ပါဝင်ပါတယ်ဒီဘက်ဖူစွာမာနီနိုမီယိုစားတာသူဖြစ်ပြီးသူ့ရဲ့စွမ်းရည်ရေးစရာကောင်းသလောက်တိုက်ပွဲမှာအသုံးဝင်ပြီးမဟာဗျူဟာပိုင်းဆိုင်ရာမှာအလွန်အရေးပါပါတယ်အသွင်ကူးပြောင်းမှုအပြင်သူဟာသူ့ရဲ့ခန္ဓာကိုယ်ပုံစံကိုပါပုံတူကူးပြောင်းနိုင်တဲ့အတွက်ရန်သူရဲ့အရက်အမြင့်ခွန်အားအတန်နဲ့ပုံစံတို့ကိုပါအပြည့်အဝအတုခိုးနိုင်ပါတယ်အသုံးပြုပုံကတော့သူ့ရဲ့ညာဘက်လက်နဲ့မျက်နှာကိုထိလိုက်မယ်ဆိုရင်သူပြောင်းကျင်တဲ့လူရဲ့မျက်နှာပြောင်းသွားမှာဖြစ်ပြီးတော့ဘယ်ဘက်လက်နဲ့ပြန်ထိလိုက်မယ်ဆိုရင်တော့သူ့ရဲ့နှုတ်ကိုမူလမျက်နှာပြန်ဖြစ်သွားမှာဖြစ်ပါတယ်အဲ့လိုလုပ်ဖို့အတွက်သူပြောင်းကျင်တဲ့လူရဲ့အသားကိုတထိတာမှရမှာပါအဲ့လိုထိလိုက်ခြင်းအပြင်တစ်သက်လုံးသူပြောင်းကျင်တဲ့အချိန်ထပြောင်းလို့ရပါတယ်တိုက်ခိုက်ရေးစတိုင်သူဟာအိုကာမကမ်ဘိုကိုအသုံးပြုပါတယ်ဒီစတိုင်ဟာဘဲကလေးအကလှုပ်ရှားမှုတွေကိုအခြေခံထားပြီးအလွန်မြန်ဆန်တွက်လက်ကလေပတ်ကန်ကြောက်ခြင်းခြေထောက်ကိုအသုံးပြုခြင်းတို့ဖြစ်ရန်သူကိုထိရောက်စွာတိုက်ခိုက်နိုင်ပါတယ်သူရဲ့နာမည်ကြီးတိုက်ခိုက်မှုတွေထဲမှာဘုံကလေးဘုံနဲ့ကမ်ပူနိုတဆူမူ
တို့ပါဝင်ပါတယ်ဘုံကလေးရဲ့ CD တဲကအရေးကြီးဆုံးအခက်ကဏ္ဍကတော့စောဟဖိုင်ဒီအဖွဲ့နဲ့အထူးသဖြင့်လူဖီနဲ့ခင်မီရင်းနှီးသွားခြင်းပဲဖြစ်ပါတယ်သူနဲ့စောဟတို့ရာပထမဆုံးချိန်မှာတော့တဆရေပေါ်မှာတွေးဆုံပြီးမိတ်ဆွေအဖြစ်ခင်မင်ခဲ့ကြပါတယ်နောက်ပိုင်းမှာသူတို့ဟာရန်သူတွေမှသိရှိခဲ့ရပေမဲ့ဘုံကလေးဟာသူတို့နဲ့ပတ်သက်ပြီးရရှိထားတဲ့ခင်မင်မှုကိုလွယ်လွယ်နဲ့မစွန့်လွတ်ခဲ့ပါဘူးဘုံကလေးဟာမိတ်ဆွေဖွဲ့ခြင်းစစ်မှန်သောလမ်းစဉ်ကိုအလေးနက်ယုံကြည်သူပါသူ့အတွက်တော့တငယ်ချင်းဆိုတာပွင့်တစ်ပွင့်လိုပဲတန်ဖိုးရှိပါတယ်ဒါကြောင့်သူတို့ရဲ့ကံကြမ္မာဟာဘယ်လိုပဲဖြစ်ပါစေတငယ်ချင်းတွေကိုကူညီဖို့အတွက်သူ့ရဲ့ဘဝတစ်ခုလုံးပေးဆက်ဖို့အသင့်ရှိပါတယ်ဘုံကလေးဟာလူဖီနဲ့သူ့ဘက်ကိုနှစ်ချိန်တိုင်တိုင်ကင်တင်ခဲ့တဲ့အတွက် honorary စောဟအဖြစ်ပရိသတ်တွေကသတ်မှတ်ခဲ့ပါတယ်ပထမအချိန်ကင်တင်ခြင်းကတော့အလာဘတ်စတာမှာခရိုကိုတိုင်းကိုအနိုင်ယူပြီးတဲ့နောက်ပိုင်းမှာစောဟတွေကိုဖမ်းဆီးဖို့လိုက်ပါလာတဲ့ရေတပ်ဗိုလ်ချုပ်ဟီနာရဲ့လက်ထက်ကနေလွတ်မြောက်အောင်ကူညီခဲ့ပါတယ်သူဟာလူဖီရဲ့အသွင်ကိုယူပြီးရေတပ်ကိုလှည့်စားကတိုက်ခိုက်ရင်းစွန့်စားမှုကိုပြုလုပ်ခဲ့ပြီးသူတငယ်ချင်းတွေကိုလုံခြုံစွာထွက်ပြေးနိုင်စေဖို့အဖမ်းခံခဲ့ရပါတယ်အဲဒီနောက်ပိုင်းမှာပုံကလေးဟာအင်ဖဲထောင်းကိုပို့ခံခဲ့ရပါတယ်ဒုတိယအကြိမ်ကတော့အင်ဖဲထောင်းမှာဘုံကလေးရဲ့လောက်ရက်ဟာသူ့ရဲ့စက်ကောင်စရိုက်ကိုအမြင့်ဆုံးထိမြင့်တင်ပေးခဲ့ပါတယ်လူဖီကသူ့အကိုအစ်ကိုကယ်တင်မှုထောင်ထဲကိုဝင်ရောက်လာချိန်မှာဘုံကလေးကလူဖီကိုကူညီဖို့အတွက်သူ့ရဲ့လွတ်လပ်ခွင့်နဲ့ဘဝကိုစွန့်လွတ်ခဲ့ပါတယ်သူဟာတထောင်လုံးမှာရှိတဲ့အန်ဒီရယ်တွေကိုလူဖီနဲ့သူဖျက်ဆီးခဲ့ပါတယ်မာဂျယ်လန်နဲ့ရင်ဆိုင်မှုထောင်မှလွတ်မြောက်နိုင်မှုတစ်ခုတည်းသောလမ်းကြောင်းဖြစ်တဲ့ Grey of Justice တကားကိုဖွင့်ဖို့အတွက်သူဟာထောင်မှုချုပ်မာဂျယ်လန်စိတ်သီးစွမ်းအားပိုင်ရှင်ရဲ့စိန်ခေါ်မှုကိုရင်ဆိုင်ခဲ့ရပါတယ်။ဘုံကလေးဟာနောက်ဆုံးမှာလူဖီရဲ့အသွင်ကိုကူးပြောင်းပြီး Grey of Justice ကိုဖွင့်ခိုင်းဖို့အသက်ဆုံးအနစ်နာခံခဲ့ပါတယ်။သူဟာတငယ်ချင်းတွေထွက်ပြေးလွတ်မြောက်သွားတာကိုဝမ်းသာစွာကြီးနေခဲ့ပြီးတဲ့နောက်ပိုင်းမှာမာဂျယ်လန်ရဲ့အစိတ်အပြင်းတိုက်ခိုက်မှုကိုတဦးတည်းရင်ဆိုင်ခဲ့ရပါတယ်ဒီအဖြစ်အပျက်ဟာပရိသတ်တွေရဲ့မျက်ရည်ကိုအများဆုံးကျစေခဲ့တဲ့ One Piece ရဲ့ကဏ္ဍဝင်အခန်းကဏ္ဍတွေထဲကတစ်ခုဖြစ်ပါတယ်လက်ရှိအခြေအနေနဲ့ဘုရင်မအသစ်ပရိသတ်တွေကဘုံကလေးတည်ဆုံပြီးလို့ယုံကြည်နေခဲ့ချိန်မှာ CD ရဲ့ cover story တွေကနေပြီးတော့သူအသက်ရှင်လျက်ရှိကြောင်းသိရှိခဲ့ရပါတယ်ဘုံကလေးဟာ Imperial ရဲ့အဆင့် 5.5 မှာလိုဝက်တည်ရှိတဲ့ New Kama လမ်းမှာအသက်ရှင်နေပါတယ်ဒီနေရာကရခင်က Ivan Gordo ကအုပ်စိုးခဲ့တဲ့နေရာဖြစ်ပြီးဘုံကလေးဟာယခုအခါမှာ New Kama လမ်းရဲ့ New Queen အဖြစ်တာဝန်ယူပြီး Okama တွေရဲ့အတိုင်းဝိုင်းကိုဦးဆောင်နေပါတယ်ဘုံကလေးဟာ One Piece CD မှာရေမောခြင်းနဲ့ငိုကြွေးခြင်းဆိုတဲ့ခံစားချက်နှမျိုးလုံးကိုအပြေအဝပေးနိုင်စွမ်းရှိတဲ့ဇာတ်ကောင်တစ်ဦးဖြစ်ပြီးစစ်မှန်တဲ့ခင်မင်မှုနဲ့တစ္ဆာစောင့်တည်မှုရဲ့စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်ထာဝရတည်ရှိနေမှာပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့သူအိုချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ကျွန်တော်ထိုင်လာတဲ့သူနောက်ဗီဒီယိုမှာတွေ့ပါမယ်အားလုံးပဲတတ်တာ